ရီတော်ရဲ့လုံးဘက်ဟာ106ပေခန့်ရှိပြီးအမြင့်30ပေခန့်ရှိပါတယ်အဝင်းငူပေါက်ကဝင်လာပြီးကြောက်ဘူးနယံဝဲရာတစ်ဖက်တစ်ချက်မှာတော့ဗုဒ္ဓရုပ်ပွားဆင်းတုငယ်များဝေဒန္တရာမင်းကြီးသားနဲ့သမီးကိုအလှူပေးကမ်းသူဝနသာမဆက်တော်မှလေးပြစ်ခမ်းဖျားလောင်းရွှေရင်သာမင်းဆက်တော်ဘယင်တိုင်းကန်းလှည့်လေကန်းမူးမတ်စစ်သူကြီးတွေရဲ့ရှေးခေတ်ဝတ်စားဆင်ရင်မှုစစ်ကြီးစစ်တိုင်ဟန်တလိษံများမြူးတူးပြောပါနေကြဟန်ငရဲကြကန်းစတဲ့တရုတ်ဘောကြောက်စစ်ရုပ်ကြွားတွေဟာ8000ထူးခံပထိုးတော်ကြီးများရဲ့လှိုင်ဘက်ကြောက်နေရန်များမှရှိနေတဲ့ကြောက်စစ်ရုပ်ကြွလက်ရာများရဲ့ရှေ့ပြေးနမူနာများပဲဖြစ်ပါတယ်စေရီတော်ရဲ့အပြင်ဘက်တောင်ကျိုးများမှာဆိုရင်ဂျိုးရိုင်းရှိခုနဲ့ပတ်သက်တဲ့နန်တင့်ကျိုးနမင်းရုပ်ထုတွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်အမှန်အားဖြင့်ဘောရီရွှေဘူးစေရီတော်ကြီးဟာဆိုရင်မြောက်ဦးခေတ်အစောပိုင်းဘီတုကာရင်ကျေးမှုလက်ရာတွေကိုလှစ်ဟပြနေတဲ့တမိုင်းကျေးမုံမြေမှတ်တမ်းကြီးတစ်ခုပဲဖြစ်ပါတော့တယ်ရှင်ဘောရီရွှေဘူးစေရီတော်ကြီးကုသိုလ်ရှင်ဘုရင်ဘာစောမြူရဲ့သမီးတော်စောရွှေကြမင်းသမီးဟာကောဇာတက္ကရာ833ခရစ်နှစ်1482ခုမှာပြစ်စရန်အစဉ်တိုင်းကိုဘရုံမရွှေကြပန်းပုံပေါ်အောင်ထုစစ်ထားတဲ့ကျောက်စေရီတော်ကြီးတစုတည်ထားခဲ့ပါတယ်
ကုသိုလ်ရှင်မင်းသမီးစောရွှေကြရဲ့အမည်ကိုအစွဲပြုခေါ်ဝေါ်တဲ့အနေနဲ့ရွှေကြသိမ့်စေတီတော်လို့သမိုင်းမှာထင်ရှားခဲ့ပါတယ်။